စိတ်ဝင်စားမဲ့အပိုင်းကိုပြောရမယ်ဆိုလို့ရှိရင်တော့ဈေးနှုန်းလေးပါပဲဈေးနှုန်းလေးကတော့နှစ်စီးလုံးကမင်္ဂလာပါရှင်ကျွန်တော်မောင်တန်းစင်က showroom ကနေကြိုဆိုပါရစေကျွန်တော်တို့အခုလောလောဆယ်ကျွန်တော်တို့ showroom မှာလက်လောရှိနေတဲ့ instruct ရှိနေတဲ့ကားလေး SUV တွေကနှစ်စီးပြပေးစပါတယ်ပုံချီတွေကပါဒါလေးကတော့ HS7 ဒါလေးက HS5 HS7 လေးကဆိုလို့ရှိရင်2023 model လေးဖြစ်ပြီးတော့သူ့ရဲ့ grade က comfort grade လေးပေါ့နော်ပြီးတော့သူ့ရဲ့မြင်းကောင်ရာက300ကျော်ထိရပါတယ်နောက်ပြီးတော့ comfort grade လေးဖြစ်တဲ့အတွက်သူ့မှာ blind spot လေးတော့မပါဝင်ပါဘူးနောက်ပြီးတော့လေးအိတ်လည်းမပါဘူးသူက short bar လေးနဲ့ဖြစ်သွားမယ်ပေါ့နော်ခေလောလောဆယ်ညီမတို့စီမှာဒီကားလေးကဒီအမဲအောင်လေးရှိနေမယ်ပြီးတော့သူကနံပါတ်လေးကတော့ 1D အနေနဲ့ထွက်ထားပြီးသားလေးပေါ့နော်ဒါပေမဲ့ကီလိုကအရန်ကိုအသက်နီးပါးကိုအရန်နေသေးတယ်ကီလို900ပဲရှိပါအောင်မယ်ရှင်ဆိုတော့အသက်နီးနီးလေးကိုမှနံပါတ်လေးလဲမဆောင်ကျင်ဘူးတခါလေးစီးကျင်နေဆိုရင်တော့ဒီကားလေးရှိပါမယ် HS7 လေးပါထဲလေးကိုညီမပြကြည့်ပေးမယ်နော်ထဲလေးမှာဆိုရင်ဒါဒီလေသာအကောင့်စားလေးကိုသုံးပေးထားတယ်ပြီးတော့ထိုင်ကုန်စီမော်တာတွေကလည်းဒါနောက်ပိုင်းကားတွေမှာကုန်ပါဝင်တဲ့အတိုင်းသူကုန်ပါဝင်ထားပါတယ်နောက်ပြီးတော့ထပ်ပြရမယ်ဆိုလို့ရှိရင်ထဲမှာ screen လေးကနှစ်ခုဖြစ်သွားမယ်ရှင်နော်အပေါ် screen လေးကကြတော့သူကဒီကားရဲ့တခြား setting တွေပါတယ်အတွက်ပေါ့နော်ပြီးတော့ Apple CarPlay တွေ Android Auto တွေအကုန်လုံးသုံးလို့ရမယ်အောက်က screen လေးကကြတော့သူကဒီ aircon တည်တဲ့အတွက်သုံးဖို့အတွက် screen လေးထည့်ပေးထားပါတော့ screen size ကတော့ဒါ8လက်မဝင်ကျင်သွားပါတယ်နောက်ပြီးတော့ဒီမှာ driving mode လေးက10မျိုးပါပါမယ်ရှင် driving mode လေးက10မျိုးတောင်ပါမယ်နောက်ပြီးတော့ဒီမှာဆိုလို့ရှိရင် panorama sunroof လေးလည်းသုံးပေးထားတယ်နောက်ပြီးတော့ထိုင်ကုန်ကလည်းဒါတော်တော်ကျယ်တယ်ရှင်ဒီအတွင်းကန်းလေးကလည်းတော်တော်ကျယ်တယ်နောက်ပြီးတော့သူ့မှာ boost speaker လေးတွေသုံးပေးထားတယ်။ yes speaker ကောင်းသားလေးပေါ့နော်။တန်ထွက်အားရှယ်မိုက်တယ်နော်။ပြီးတော့နောက်တစ်မျိုးကကြတော့ဒီကနေပြီးတော့ဒီ driver နေရာကနေပြီးတော့ပဲနောက်ဖုံးကိုနှမ်းဖွင့်ပေးလို့ရတဲ့ clock လေးလည်းထည့်ပေးထားတယ်ပေါ့နော်။သူ့မှာတစ်ခုအားသာတော့သူ့ရဲ့ဒီ steering ကိုဒီအတင်ချပေါ့နော်ပြောင်းရွှေ့လုပ်ချင်ဒီဘက်ဘေးမှာ clock လေးပါတယ်ဒီအောက်မှာမဟုတ်တော့ပေါ့နော်ဒီဘက်ဘေးမှာပါဝင်သွားပါတယ်။ okay နောက်ခန်းလေးကိုပြပေးမယ်နော်။ခေဒီကနေပြမယ်ဆိုလို့ရှိရင်ဒါအတွင်းကန်းကလည်းတော်တော်ကျယ်တဲ့ထဲမှာပါတယ်ဘာလို့လဲဆိုတော့5 seater ပေါ့နော်5 seater ဖြစ်တဲ့အတွက်အတွင်းကန်းလည်းကျယ်ကြီးပဲလုံးဝကိုတက်တောင့်တက်တာပေါ့နော်စီးလို့ရတယ်9ယောက်ကိုလုံးဝ6ယောက်ချီအေးဆေးစီးလို့ရပါတယ်နောက်ပြီးတော့နောက်ဖုန်းလေးမှာဆိုလို့ရှိရင်ဟုတ်အတွင်းကန်းကိုကြည့်လိုက်ရဒါအားလုံးတော်တော်များများအကြိုက်ပေါ့နော်ခီးသွားတတ်တဲ့လူတွေသွားလေးရှိတဲ့လူတွေတော်တော်ကြိုက်မဲ့မျိုးစားပေါ့နော်ဘာလို့လဲဆိုတော့အရန်ကျဲတယ်အတွင်းကနောက်ခန်းအရန်ကျဲတယ်ပြီးတော့ဒီမှာအပေါ်မှာဒါပေါ့ပေါ့ပေါ့နော်ဒါပေါ့ပေါ့လေးတွေဗာတင်ကျင်လဲဒါဘာလို့လဲဆိုတော့ तू ကအပြော့သားလေးဖြစ်တဲ့အတွက်နဲ့လေးဓာကြီးတွေတော့တင်လို့မရဘူးပေါ့နော်ဒါလေးတင်လို့ရမယ်တော်တော်ကျဲတယ်ရှင်အကယ်၍ကိုကပစ္စည်းအမြင့်ကြီးတွေအများကြီးတွေတင်ကျင်တော့ဒါလေးခောက်ထားပြီးတော့တင်လို့ရပါတယ်သူ့မှာပါဝင်တဲ့တခြား spare parts လေးတွေထဲမှာလည်းအကုန်ပါဝင်နေပေါ့နော်ဟုတ်ဆိုတော့ဒီကီလိုလဲလုံးဝအစ်စ်နီးပါးလဲစီးကျင်လဲဆိုလို့ရှိရင်တော့ဒီကားလေးရွေးချယ်လို့ရပါတယ်ဒါလေးက HS7 လေးပါအခုပြပေးမှာကတော့ HS5 လေးပါ HS5 လေးကတော့လုံးဝကို0ကီလိုပါเนาะလုံးဝအစ်စ်နံပါတ်လည်းမထွက်ရသေးဘူးဆိုတော့နံပါတ်ကိုမှကိုပိုင်နံပါတ်နဲ့ကိုရဲ့ lucky ကနန်းတချို့ကြတော့ရှိရပေါ့เนาะကိုပိုင်နံပါတ်နဲ့မှစီးစင်တဲ့လူတွေအတွက်ဆိုရင်0ကီလိုလေးရပါမယ်သူကကြတော့2026 model လေးပါเนาะသူရဲ့ကတော့လေးပါ2026 model လေးကိုမှသူကလည်းသူကကြတော့ blind spot တွေပါသွားပြီရှင်အရန်တော့ပေါ့နော်အရန်မိုက်သွားပြီ2026 model ဖြစ်တဲ့သူ့ရဲ့လက်ကင်လေးကကြတော့ဒါညီမသူတို့ဘာသုံးထားရပါညာတော့မပြောတတ်ပေမဲ့ဒီဇိုင်းလေးထွင်ပေးထားအရန်မိုက်တယ်နော်ဆိုတော့သူလည်း door lock sensor တွေအကုန်ပါတယ်နော် okayတွင်းကန်းလေးကိုပြပေးမယ်နော်သူငုံစီမော်တာတွေပါတယ်အကုန်ပါဝင်သွားမယ်ပေါ့နော်ဆိုတော့သူ့ရဲ့ထိုင်ငုံစီမော်တာဒီ screen ကနေ control လုပ်လို့ရမလားဆိုတော့ဒါညီမစမ်းကြည့်ရသေးပါဘူးဒါပွင့်လေးပြပြရပါပေါ့နော်နောက်ပြီးတော့သူကအခုနကားလို့ပဲသူနောက်ကနောက်ဖုံးကိုဖွင့်ဖို့အတွက်ကဒီ driver နေရာကနေဖွင့်ဖို့အတွက်ခလုတ်လေးတွေပါမယ်သူ့ရဲ့ steering ကိုအပေါ်အောက်ရွှေ့ဖို့အတွက်ကြတော့အရင်လိုပဲဒီအောက်ကခလုတ်ကြောက်ကြက်လေးနဲ့ပဲသွားပါအောင်မယ်ဟုတ်နောက်ပြီးတော့သူ့ရဲ့ဒါညီမဆက်လေးနှုတ်ပြမယ်နော်okay သူ့ရဲ့ဒီဘယ်လိုခေါ်မလဲဒီမှာ driving mood လေးကြတော့ဒီမှာဖြစ်သွားပြီသူ့ရဲ့ mood လေးကြတော့ဒီမှာဒါလေးနဲ့အပြောင်းရွှေ့လုပ်မယ်ပြတာကြတော့ screen မှာပြမယ် driving mood ကဘယ်နှမျိုးပါလဲဆိုတော့5မျိုးပါပါမယ်ဆိုတော့အသုံးများတဲ့5မျိုးပဲသူချုပ်ပြီးထည့်ပေးထားတဲ့သဘောပေါ့နော်ဒီကားကကြတော့နော်ဒါကကြတော့ခုနအတိုင်းပဲတခြား setting တွေပါမယ် air con ကိုက
ဒီ screen ကနေပြီးတော့ပဲ control လုပ်ချင်လဲရတယ်ဒီအောက်ကနေတချို့ကြတော့လေလက်နဲ့မှအားရတဲ့သူမျိုးပေါ့နော်ဥပမာတစ်ခါလေး screen ကနည်းနည်းကြောင်နေတဲ့အခါမျိုးဘာညာမှာကြာရင်ဒါအရင်ဆင်ပြေတယ်ပြောမှာပေါ့နှစ်မျိုးပါတယ်ဆိုတော့screen သုံးလို့မရဘူးဒီမှာ touch ကတစ်ခါကျရင်တချို့လက်တွေကြောင့်ပေါ့နော်သုံးမရတဲ့အခါမျိုး screen နည်းနည်းကြောင်နေတာမျိုးကြာရင်ဒီမှာကြောက်ချက်နဲ့ပါဝင်ထားတော့နှစ်မျိုးသုံးလို့ရတော့ရမ်းဆင်ပြေတယ်ဆိုတော့ဒီမှာဘာပါလဲဆိုတော့ဒီဘက်မှာဒါပစ္စည်းထားဖို့ဒီဘက်ကျတော့ wireless charger လေးပါပါတယ်ဆိုတော့ကိုဖုန်းလေးတိုင်းတင်ထားရုံပဲပေါ့နော် wireless charger လေးပါမယ်ခုနကလို့ပဲ HS7 လို့ပဲဒီ HS5 မှာ panorama roof လေးပါဝင်ပါတယ်ထိုင်ကုန်လဲသူလဲလဲတာကောင်းစားသုံးပေးထားတယ် boost speaker လေးတွေပဲသုံးပေးထားတယ်เนาะဆိုတော့ညီမဒါကတော့ညီမရဲ့ personal အမြင်ပေါ့နော်ထိုင်ကုန်လေးကခုနHS7 လေးကတော့နည်းနည်းလေးပိုကျဲတယ်လို့ကြီးတယ်လို့ခံစားရတယ်ပေါ့နော်ဒါမဲ့ဒါညီမအမြင်ပါဒါမဲ့သူလဲသူဟာသူကျဲဝန်းတယ်ညီမထင်ဒီကပိုကြီးသွားလို့လားတော့မပြောတတ်ဘူးပေါ့နော်ဆိုတော့ညမိုက်တယ်ဒါလေးကတော့ဒါဟိုအေးကွက်ထဲဖို့ပေါ့နော်နှစ်ခုဒါဖုန်းလေးပြန်ပိတ်လိုက်မယ်ခေနောက်ခန်းလေးပြပေးမယ်နော်ခေဟာနောက်ခန်းလေးမှာဆိုရင်သူ့မှာထူးခြားသွားတာကဘာလဲဆိုတော့သူကလည်းမန်နေဂျာတော့5 seater ပါပဲ5 seater ပဲဒါပေမဲ့ရှင်ကြည့်မယ်ဆိုရင်အခုနောက်5 seater လေးကဒီအနောက်3ယောက်ကလေးကနည်းနည်းလေးဟိုဘက်ကားတော့နည်းနည်းလေးဒီကားပေါ့ဒီကားလေးကလည်းလက်ခေါင်လေးပုံမြင့်တယ်လို့ခံစားရတဲ့နည်းနည်းလေးပိုကြီးလို့ခံစားရတဲ့နည်းနည်းလေးပိုကျဲတယ်တယ်လို့ဖြစ်သွားတာပေါ့နော်ဆိုတော့ပြီးတော့နောက်တစ်ခုသူ့ရဲ့ထူးခြားချက်ကလေးကဘာလဲဆိုတော့ဒါမှန်တင်မှန်ချမှာပုံမှန်ကားတွေမှာကကိုယ့်ဘက်ချမ်းအတွက်ကိုကိုယ့်ဘက်ချမ်းအတွက်ပဲဒီမှန်တင်မှန်ချလုပ်လို့ရတဲ့ခလုတ်ပါဝင်တာပေါ့နော်သူကကြတော့ဟိုဘက်မှန်ကိုပါဒီဘက်ကနေလှမ်းပြီးတော့အတင်ချလုပ်ပေးလို့ရတဲ့ခလုတ်တွေပါသွားတာအဖုံးလေးကိုပြပေးမယ်နော်ဆိုတော့အခုမြင်တဲ့အတိုင်းပဲမတို့မီးတန်းအပြည့်ပါသွားမယ်ဒါမီးလေးကိုတမင်ဖွင့်ပြထားတာအရန်မိုက်လို့နော်ဆိုတော့ဒီမီးတန်းလေးနဲ့ပဲကြိုက်ကြတဲ့လူရှိတယ်နော်ဒီမီးတန်းလေးကအရန်သူကတရား2026တာနောက်ဆုံးလေးဖြစ်သွားတဲ့အတွက်သူ့မီးတန်းလေးမှာစားသွားတာပေါ့နော်မီးတန်းအပြည့်နဲ့โอเคနောက်ဖုန်းလေးဖွင့်ပြမယ်ဆိုတော့ဖွင့်ကြည့်လိုက်တာနဲ့ဘာကွာသွားလဲဆိုတော့အရန်တိတာတယ်ခုနဆိုလို့ရှိရင်မှဒီဟာကိုအရှိကြီးဆွဲထုတ်လို့ရတယ်လေနော်အခုဒီဟာကဒီလောက်လေးပဲနော်ဆိုတော့နောက်ဖုန်းကသူ့ရဲ့ဟိုဘက် HS7 နဲ့ရှင်ရင်နည်းနည်းလေးပေါ့နော်ဟိုကတော့တော်တော်အများကြီးဆန့်တယ်ဒါလေးကလည်းဒါပေမဲ့မဆန့်ဘူးမဟုတ်တော်တော်ကြီးရဲ့တလားနော်တော်တော်လေးဆန့်သေးတယ်ဟိုဘက်ကတော့အများကြီးကိုပိုဆန့်တယ်ဒါနောက်ဖုန်းလေးသူ့မှာလည်းခုနလိုပဲသူပါဝင်ရမယ်ဒါ steering ဟိုနောက်ထဲမှာအကုန်လုံးပေါ့နော်သူ့ရဲ့ steering မဟုတ် spare parts လေးတွေအကုန်ပါဝင်ပေးထားပါတယ်ဆိုတော့နောက်ဖုန်းမှာတော့သူရှိတဲ့ရှိတိုက်တဲ့အကျယ်အဝန်းရှိတယ် HS7 တော့တော်တော်ကိုကျယ်တာပါ okay သူကစီစားနှုန်းလေးလည်းပိုတက်သွားမယ်သူရဲ့ horsepower က200ကျော်ပဲပေါ့နော်အဲ့ဒါကြောင့်မလို့သူ့ရဲ့စီစားနှုန်းလေးကတော့ပိုတက်တာပါမယ် okay နောက်ဆုံးအနေနဲ့အားလုံးစိတ်ဝင်စားမယ့်အပိုင်းကိုပြောရမယ်ဆိုလို့ရှိရင်တော့ဈေးနှုန်းလေးပါပဲဈေးနှုန်းလေးကတော့နှစ်စီးလုံးက2900ဝန်းကျင်လေးပဲကျမှာပါရှင်သူဆိုရင်တော့2900ဝန်းကျင်ဆိုတာကကညနာဝင်ငွေကုန်ပါပြီးကို2900ဝန်းကျင်ပါသူကတော့ဒီ license လေးထွက်ထားပြီးကို2900ဝန်းကျင်ပါဆိုတော့တစ်စီးနဲ့တစ်စီးကတော့သူဟာသူအားသာချက်အားနည်းချက်လေးတွေရှိတယ်ဒါပေမဲ့ဒီဈေးဝန်းကျင်နဲ့ဒီလိုကားအမြင့် luxury ဘိုင်းနဲ့မှာဆိုရင်တော့အရန်ကြိုက်တတ်မယ်ဆိုတာအမခံပါတယ်ကြည့်ရှုပေးရတဲ့ကျေးဇူးများကြီးတင်ပါတယ်ရှင်